ဒါပေမဲ့အဲ့ဒီရေကအရန်တကူရှိတယ်ဒါပေမဲ့ကင်လို့ရှိရင်တော့ပျော့ပျော့တယ်ဟိုကအဲ့ဒီစကားအဲ့ဒါနဲ့ထိုင်တာတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြောရှင်းတာကနော်ဒီနေ့ကျွန်တော်တို့စကားဘယ်လောက်ပြောသလဲနော်အဲ့ပြောတဲ့ထဲမှာတမယားကိုပြောလို့နာတယ်လို့ကိုတစ်ခါဘယ်လောက်ပြောသလဲအမေကကျွန်တော်ပြောတယ်ငါပြန်သက်ကြီးသွားပြီအမေအသက်ကြီးလို့ပြောအမေကပို့ပြီးကြီးတယ်လောလောဆယ်ကြီးတာနဲ့အဲ့လိုမျိုးကိုအသက်ကြီးတယ်နဲ့ပြောလိုက်လို့ရှိရင်အဲ့ဒီပြောတဲ့အရာကြောင့်ကိုခန္ဓာပို့ပြီးတော့သူတို့အဲ့ဒီပြောတဲ့အတိုင်းပို့ဖြစ်တယ်ဆိုတော့ကျွန်တော်ကပြန်တတိယလဲဆိုတော့တစ်ခါကျွန်တော်ကလေးလို့ကျွန်တော်ပြောတာအရင် negative ကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်ငယ်တော့အဲ့လို negative ကို positive ဖြစ်အောင်ကျွန်တော်အသက်တာအဲ့လိုလုပ်နေကြဆိုတော့သူတို့ပြောတဲ့အခါမှာကျွန်တော်ပြန်စဉ်းစားလိုက်တဲ့အခါမှာဒီကလေးတွေကကြီးလာတာ10နှစ်15နှစ်အနည်း20အတွင်းမှာဒီစကားတွေကြောင့်သူတို့ဘလောက်ထိသူတို့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတာကျွန်တော်မိနစ်တစ်နေ့မှကျွန်တော်ပြန်စဉ်းစားမိတယ်အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ရဲ့ဒီအသင်းတော်မှာရှိတဲ့လူတွေလည်းကျွန်တော်အဲ့လိုမျိုးရှိမှာပဲနော်အဲ့လိုရှိမှာပဲကျွန်တော်တို့ပြန်စဉ်းစားပါနော်ဘာဖြစ်လို့ဒီလိုမျိုးစကားမပြောသင့်တယ်လဲနော်ကျွန်တော်ကလည်းပြောထားတယ်ဘာဖြစ်လဲဘုရားသခင်ကတနေ့ကျရင်ကျွန်တော်တို့ရဲ့စကားလုံးအကုန်လုံးကိုမလုပ်နဲ့တရားစီရင်မယ်ဘုရားသခင်ကျွန်တော်တို့စကားလုံးအကုန်လုံးကိုတရားပြန်စီရင်မယ်တဲ့ဘာဖြစ်လို့လဲဒီစကားကဘာမှတန်ဖိုးမရှိဘူးဆိုရင်သူဘာတရားစီရင်စရာအကြောင်းရှိမလဲသူတရားစီရင်မယ်ဆိုတော့တရားစီရင်တော့ပြန်ထည့်မယ်ဆိုတော့ဒီစကလုံးတွေကဘယ်လောက်ထိတကူရှိတယ်လဲဆိုတာကျွန်တော်တို့ဒီမှာသိရတယ်။နောက်ပြီးတော့တဲ့နော်ကိုလည်းအဲ့လိုမပြောရဘူးတဲ့အကြောင်းကိုဘာဖြစ်ချင်လဲဥပမာကျွန်တော်အခုကျွန်တော်မှာအာနေချင်ရှိတယ်ခြေထောက်တွေနာတယ်လက်တွေနာတယ်အဲ့ဒီခြေထောက်တွေနာတယ်လက်တွေနာလိုက်တာအဲ့လိုမျိုးမြဲပြောမဲ့အစားကိုဘာဖြစ်ချင်လဲအာဒီခြေထောက်တွေလက်တွေကပို့ပြီးတော့ကျန်းမာရေးကောင်းရမယ်ပို့ပြီးတော့အားရှိရမယ်အဲ့လိုပြောလိုက်လို့ရှိရင်ね automatic သူ့ဘာလို့ healing process ကပို့ပြီးတော့အလုပ်လုပ်တယ်အဲ့ဒါခါမှအဲ့လောက်ထိမစင်စားဘူးနော်အဲကြောင့်ဒီမှာညီတဲ့လူတွေဘယ်နှယောက်ရှိလဲဟမ်ညီတဲ့လူတွေဘယ်နှယောက်ရှိလဲအဲ့လိုမျိုးညီနဲ့ယောဂသက်သာလာရှိလားနော်အနာကိုတတိရတယ်တဲ့ကအဲ့လိုမျိုးညီလိုက်လို့ရှိရင်တဲ့တိတစ်ချက်ကလည်းကျွန်တော်ကိုခန္ဓာအဲ့ဒါကိုသူတို့ခံစားရတာမကသေးဘူးတဲ့ပြောရင်နဲ့ဥနောက်ကဘာဖြစ်လဲအဲ့ဒါကို memorize လုပ်တယ်ကျွန်တော်ပြောတိုင်းကဥနောက်ကဘာဖြစ်လဲအဲ့ဒါကို memorize လုပ်တယ်အဲ့ဒါဟုတ်လားမဟုတ်လားကျွန်တော်ပါဇက်တွေကထွက်တာကိုကျွန်တော်ဥနောက်ကဥစ္စာထားတာဟုတ်လားဒီလားသူများပါဇက်ကခဏယူလို့ရှိရင်ဘာဖြစ်လဲဥနောကအရင်မမိတော့ဘူးနော်အဲ့ဒါကြောင့်မို့လူတွေအဲ့ဒါကိုဘာဖြစ်လဲ record လုပ်တယ်ပါဇက်ကပြောတယ်ဥနောက်ကလုပ်တယ်ပါဇက်ကပြောတယ်ဥနောက်ကလုပ်တော့လူကအဲ့တိုင်းအကုန်လုံးဘာဖြစ်လဲတယောက်လုံးဖြစ်တော့တယ်နော်အဲ့ဒါကကျွန်တော်ပါဇက်ရဲ့တကူရှိတယ်ဒါဆိုရင်ကျွန်တော်ကျဲစာထဲမှာပြန်ကြည့်ကမ္ဘာဦးကျန်းခိုင်းတိအငယ်တိနှစ်3မှာဖခင်ရဲ့စကလုံးကဘယ်လောက်တကူရှိတယ်လဲဆိုတာကိုကျွန်တော်ပြန်ကြည့်မယ်ဖခင်ရဲ့စကလုံးကတကူရှိတာဘယ်လောက်ပြီးဖြစ်တာလဲဖခင်ရဲ့စကလုံးကြောင့်သူဘာဖန်ဆင်းလဲကဘာကြီးကိုဖန်ဆင်းတယ်နေလာကျဲအရာလုံးသူ့ရဲ့စကလုံးနဲ့ပဲဖန်ဆင်းတယ်နော်အဲ့ဒီလိုမျိုးဆိုသလိုပဲကျွန်တော်တို့လည်းဖခင်ကဘာဖြစ်လဲတဲ့မျိုးတကူပေးထားတယ်အဲကြောင့်အဲ့တကူကိုကျွန်တော်တို့မသုံးဘူးအရေးကြီးတယ်ကဲဒါဆိုတော့ကျွန်တော်တို့အဲ့ဒီစကလုံးကိုကျမ်းမာရေးအတွက်ရောတမန်ကျမ်းမာရေးအတွက်ကောင်းအောင်လုပ်ရမယ်ကဲကျမ်းစာခုမမိတာရှိလားကျမ်းစာမမိတာရှိလား America is like a medicine. Mary Heart is like a medicine. Okay ကဲနောက်ရရှိသေးလားကျမ်းတော်သောစကားသည်စိတ်ကိုဖြည့်တတ်၏နော်အဲ့ဒီ heart ကိုမရောက်ခင်မှာဒီ heart လာမယ်ရှင်ကြီးသောစကားသည်စိတ်ကိုဖြည့်တတ်၏ကျမ်းတော်သောစကားမူကားအမျက်ကိုလို့ဆိုတတ်၏ဆိုတော့ဘယ်ရလာလဲအရင်ဆုံးအဲ့ဒီစိတ်နှလုံးကပျော်ရွှင်တဲ့ဘယ်ရအရင်လာလဲစကားလာတယ်အဲ့ဒီစကားနေပြီးတော့ဗာဖြစ်လဲကျွန်တော်တို့စိတ်ကိုဒေါသဖြစ်စေတယ်နော်
ဒေါသလည်းဖြစ်စေတယ်ပျော်လည်းပျော်စေနိုင်တယ်အဲ့ဒီခံစားတာဘယ်ရလဲဦးနောက်ကလာလားကိုလုံးကလာဘယ်ရလဲ နှလုံး သူကနှလုံးကလာလို့ပြောတယ်အဲ့ဒီနှလုံးနဲ့ဦးနောက်နဲ့ကတော့အတူတူပဲเนาะဆိုတော့အဲ့လိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်ဘယ်ကနေစရမလဲအခုအမေရိကန်မှာကြည့်တယ်အဲ့လူရှင်တော်တွေမှာကျွန်တော်ကြည့်တာလူရှင်တော်တွေကဘာဖြစ်လို့ဒီလောက်လူများများလာပြီးတော့သူတို့ပြောတာလဲပောက်ကွဲရဟိုလူတချို့လူရှင်တော်ဆိုရင်လူကိုကြည့်ပြီးတော့အဲ့ကောင်အကြောင်းပဲပောက်ကွဲရရှောက်ပြောတာအဲ့ကောင်တယောက်မှစိတ်မတူဘာဖြစ်တာလဲနော်ဟိုလူတွေကြတော့လေအဲ့ဒီလူမျိုးရင်းနဲ့ပတ်သက်ပြီးတော့မွတ်စလင်ဆိုပြည့်ပြည့်ခါပြောတယ်သူလည်းမွတ်စလင်ပဲကျွန်တော်တို့ကဂျူးတွေဆိုဂျူးပြည့်ပြည့်ခါပြောဒါပေမဲ့လူတွေကစိတ်မတူပဲနဲ့ရည်ရတယ်နော်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လိုက်လေးလာတဲ့ခါမှာတဲ့အဲ့ဒီလူတွေကပြန်သက်ခံတယ်တဲ့ဒီ stage show မှာမလာခင်ရတဲ့ဒီလူရဲ့အပြောကြောင်းတဲ့သူ့ဘဝမှာစိတ်ညစ်တာတွေပြေသွားလို့သူအဲ့လူဟိုလာပြီးတော့အဲ့လူသွားတဲ့နေရာမှာအမြဲတမ်းလိုက်ပြီးတော့သူကပြိဿလုပ်နေတယ်သူ့ရဲ့စိတ်ကိုပျော်စေတယ်ဒါလူရှင်တော်ဆိုတာကောင်းလာပြောမလားဆိုးတာပြောမလား အကုန်ဆုံး သူကရီရရင်ပြီးရောလေနော်ရီတာလည်းစိတ်တစ်ခွက်ပဲလို့ပြောတယ်ဒါပေမဲ့ကောင်းတာနားထောင်ပြီးတော့ရီတာနဲ့မကောင်းတာနားထောင်ပြီးတော့ရီတာတော့မတူဘူးပေါ့နော်အဲ့မျိုးပြောရတယ်တဲ့ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ခရိယန်အနေနဲ့လူတစ်ယောက်ကိုပျော်အောင်ဘယ်လိုစကားပြောသုံးနေလဲရီစရာပြောရမလားရီစရာပြောပြီးတော့သူတို့ကိုနှိမ့်သိမ့်မလားဒါဘယ်လိုစကားပြောသိနေလဲရီစရာထဲမှာအပိစကားပါမယ်တဲ့အဲ့ဒါဘယ်လိုပြောမလဲရီစရာလည်းပါမယ်အပိစကားလည်းပါမယ်ဒါပေမဲ့ကျွန်တော်တို့ကျမ်းစာထဲမှာပြန်ကြည့်လို့ရှိရင်ခရစ်တော်ပြောတဲ့စကားတွေကရည်စရာပါလားဟမ်ဝန်မြောက်တာနဲ့ရည်ရတဲ့ပါကွာလဲ cheerful heart ဆိုတာရည်ရတဲ့မဆိုင်ဘူးနော်ကဲကျွန်တော်တို့ကြည့်အောင်ဒီမှာ Bible scholar တွေပဲကဲခရစ်တော်ကလူနာတွေကိုပြောတဲ့အခါမှာအဲ့လူနာတွေကဘာဖြစ်လဲအယံပျော်ပြီးတော့ဘာဖြစ်လဲထားခုံပြီးတော့ပြေးတယ်တဲ့ကျမ်းစာထဲမှာပြောတာလေဘာပြောတယ်လဲအနည်းဆုံးအဲ့ဒီလမ်းလျှောက်တဲ့လူတယောက်ကိုသူဘယ်လိုပြောလဲထားပြီးတော့လမ်းလျှောက်ပါတဲ့အဲ့ဒါသိပြီးတော့ရည်စရာလည်းမကောင်းပါဘူးဘာမှထားပြီးတော့လမ်းလျှောက်တာပါရည်စရာကောင်းလို့လေဒါပေမဲ့အဲ့ဒီလူကသူထားပြီးတော့သူလမ်းလျှောက်ပြီးတဲ့အချိန်မှာသူအယံပြောတာပြေးတယ်တဲ့ခုံတယ်တဲ့ဘယ်လိုခုံလဲသိလားသမင်တရခုံလို့တော့ခုံပြီးတော့ပြေးလိုက်တယ်သူကနိုင်တယ်သမင်တရခုံတယ်လို့ခုံတယ်ဆိုတော့အဲ့ဒါတွေကဘလူးတွေမှာရှိတယ်လူကြီးတော့မခုံတော့ဘူးအသားဆိုလည်းခုံလို့မရတော့ဘူးအဲ့ဒါသိခုံလို့မရတော့ကလေးတွေကဲတားပြောတဲ့အချိန်မှာခုံပြီးတော့အဲ့လိုမျိုးထိပျော်သွားတယ်တဲ့အဲ့လောက်ထိကိုပျော်သွားတယ်တဲ့အဲ့ဒီခရစ်တော်ရဲ့စကားကဘယ်လိုစကားလဲတကူရှိတယ်နောက်ပြီးတော့ဗာရှိတယ် healing creative လည်းရှိတယ်ဟုတ်တယ်နောက်ပြီးတော့ဗာရှိတယ်လေအမှန်တရားကိုပြောတယ်နော်healing power ပါတယ်အာရုံလူမျိုးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကြားတာဘယ်လိုပြောမလဲလူတရားကိုတွေ့လို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောသိနေလဲအမှန်တရားကိုပြောရမယ်မကဲကွဲတယ် ဘယ်လိုပြောလဲဆိုရင်ဥပမာသွားမရှိတဲ့ဆိုရင်ဒီသွားလည်းလာတယ်နော်အဲ့ဒီပြောပြီးတော့ ပြောရမလား သွားလိုက်ပြန် ဒါကြောင့်ဒေါ်လာတွေ့ရနေငါလာရွရွတ်တိုက်တာလားလို့ အမတရားချစ်ချစ်မိတာနဲ့ပြောမယ်။ဒါကကိုကြောက်ပြောတာဟိုဘီယူနာပါတယ်နော်။ဘာသနာချင်းစိတ်ရှိတယ်ဘီယူနာပါတော့ ဆုတောင်းတယ်ဟိုကျမ်းစာတရားကိုတင်လို့နိုင်မှာရှိတယ်တင်အဘယ်တော့ပြောရမယ်ကောကတုံးတင်ပြီးဆိုတော့ကျွန်တော်ပြောဖို့မသိရင်ဖြားစင်မှာဆုတောင်းတော့ကိုပြောလိုက်တဲ့စကားတစ်ခုအဖြစ်သူတစ်ပတ်ဒီဆောက်ဆရာလည်းဖြစ်တတ်တယ်လေစကားတစ်ခုနဲ့အဖြစ်နော်အဲ့လိုလည်းဖြစ်တတ်တာပဲ အဲ့ဒီစကားတော်တော်ခက်တယ်ပြောဆိုတာလေက
ကဲနောက်ပြီးတော့ဘာတွေရှိသေးလဲခရစ်တော်ပြောတဲ့ပုံပြင်အများကြီးရှိတယ်ကဲခရစ်တော်မဟုတ်ဘဲနဲ့တခြားလူတွေလည်းရှိသေးတယ်ဟုတ်တယ်တင်းရဲ့ယုံကြည်ရင်တင်းရဲ့ယောဂပြောစီမယ်ဘာမှလည်းထူးထူးသူတွေမရှိဘူးဒါပေမဲ့သူပြောတာတွေကအမှန်တွေပဲเนาะဘယ်ရောက်အခြေခံလဲဆိုတော့ကျမ်းစာပဲအခြေခံတယ်နောက်တခြားဘာတွေရှိသေးလဲတခြား healing process တွေခရစ်တော်လုပ်ခဲ့တဲ့ဟာတွေစိတ်ကိုပျော်စေတဲ့ဟာအဲ့ဒါကိုကျွန်တော်တို့အခြေခံယူပြီးတော့ကျွန်တော်တို့ဘာပြန်လုပ်မလဲဆိုတော့ကျွန်တော်တို့ပြန်သုံးမှဖြစ်တယ် Your sin is forgiven. yeah your sin နော်နည်းရဲ့အပြစ်ကဖြေလို့ချင်းခံရပြီကဲဒါကတော့ခရစ်တော်ပြောတဲ့အချိန်မှာကဲကျွန်တော်တို့ဓမ္မဟောင်းထဲမှာသွားမယ်ဓမ္မဟောင်းထဲမှာပါလေဓမ္မဟောင်းနဲ့ဓမ္မတိရမတူဘူးကဲကျွန်တော်ပြောပြမယ်ဓမ္မဟောင်းမှာကျွန်တော်အကြိုက်ဆုံးအကြောင်းအရာတစ်ခုရှိတယ်ယောရှုခန်းကြီး24ငယ်ဘယ်လောက်လဲခန်း15လား25လားအဲ့ဒီမှာပြောလဲအာယူလေ ရရင်ချင်းရှိလို့ ရရင်ချင်းရှိတော့ ကြောင်း အဲ့ဒီထဲမှာကြည့်လို့ရှိရင်တော့ဘာတွေပြောထားလဲဆိုတော့အားပေးတယ်နော်မကြောက်ဖို့စိတ်မပြတ်ဖို့နော်အဲ့လိုအားပေးတာရှိတယ်နော်ယေရှုမတ်စာထဲကိုပြန်ကြည့်လိုက်လို့ရှိရင်အကုန်လုံးပဲအစခရီးတစ်ကနေစလို့ရှိရင်အားပေးတာကြီးပဲနော်အဲ့လိုအားပေးတဲ့အချိန်မှာယေရှုကဘယ်လိုဖြစ်သွားလဲသူတာမန်လူကနေပြီးတော့ဘာဖြစ်လာသူအယံအောင်မြင်တဲ့လူဖြစ်သွားတယ်သူပြောတာရိုးရိုးလေးပဲဖះသူ့ကိုပြောမလဲသူ့ကိုမင်းမကြောက်နဲ့ငါမင်းနဲ့အတူရှိတယ်နော်မင်းလုံးရရှိတာကိုငြိမ်ဝူဝူနဲ့တီတန်းနဲ့လောက်သွားပါငါမင်းနဲ့အတူရှိတယ်ဒီလိုမျိုးပြောတယ်အဲ့ဒီအရာရောက်မယ်ဖြစ်သူယောရှုရဲ့ဘဝမှာဖြစ်ခဲ့တဲ့အရာတွေတော်တော်များများကတမန်နဲ့မတူထူးခြားခဲ့တယ်ကဲနောက်ပြီးတော့ဗာတွေရှိသေးလဲအများကြီးရှိသေးတယ်ဓာတ်ပုံမြင်နေမှမိသေးလား တော့ပြောတဲ့စကားမာသွားတဲ့ဒီလိုမျိုးကြာပုတ်ပြစီတဲ့ကံလာထွက်လာပြီးဒီနေ့ဆရာရဲ့ဒီလိုကိုစီစဉ်ရှင်းမှာ တင်တော့ကောင်းထားတဲ့စိတ် ဒီ မေး လိုနဲ့တော့ဒီလို ကဲအဲ့ဒါကျွန်တော်တို့ဘယ်လောက်ပြောစရာကောင်းလဲ ဟုတ်တယ်တကယ်ဟို present ဟုတ်ပဲပေါ့ ဟမ်နော်ကျွန်တော်တို့ဘာဖြစ်လဲကျွန်တော်တို့မှာဘာဖြစ်လို့အဲ့ဒီအိမ်ကြောင်းပြောရတာလဲဘုရားကျွန်တော်လူသားအနေနဲ့ဘာဖြစ်လဲအဲ့ဒီအိမ်ပြဿနာတို့အဲ့ဒီနေရေးထိုင်ရေးစားရေးပြဿနာမှာပဲကျွန်တော်တို့ဘာဖြစ်လဲ ယောဂလှုပ်ရှား ရုပ်ကလှုပ်ရှားလို့စိတ်ညစ်ပြီးတော့အဲ့ဒါနဲ့ပဲပူနေရတယ်ဒါပေမဲ့ခရစ်တော်ပြောတယ်မပူနဲ့ငါပြင်ဆင်ထားပြီးသားပဲကဲအစားအသောက်နဲ့ပတ်သက်လိုက်ခရစ်တော်ဘယ်လိုအားပေးလဲဟဲ့လား deliberate စာကလေးရ မသေးတယ်မှာရှိတယ်နော်အခန်းကြီး6တော့မှရှိတယ်သူကပြောတယ်စာငဲ့တကောင်တော်မှမြေကြီးပေါ်ကျပြီးတော့မသေးဘူးဆိုတဲ့အခါကျတော့မင်းတို့စားဖို့တောက်ဖို့ဝုစားဖို့တော့မပူပါနဲ့လို့တခါထပ်ပြောပြန်တယ်အဲ့ဒါခရစ်တော်ရဲ့စကားကျွန်တော်တို့ပျော်စီလာတာပျော်စီတယ်နော် နောက်တော့သူစီးတယ်ပါလေသူကစပယ်ဂျီလည်းမရှိဘူးလေကွာစပယ်ဂျီလည်းမပူတာဘူး ဟုတ်တယ် သူက ဒါတော့တော့သူတော့ ကဲနောက်ပါလေရှိသေးလဲသင်္ကန်းသားယူရအောင် အချင်းလူချင်းပြည့်စိတ်ခံလို့သွားပါအဲ့ဒါလည်းအားပြီးတာပဲပြည့်စိတ်ကိုကြည့်ပြီးပုံမှန်ယူရပါ နော်လူပြင်းနဲ့ပြည့်စိတ်နဲ့ပြည့်စိတ်ကဆရာပြင်းတဲ့လူပြင်းကတပည့်ဖြစ်ရတယ်အဲ့ဒါအားပေးတာမင်းဒီလောက်ကောင်ကြီးတာမင်းဒီလောက်ပညာမရှိတော့ပြည့်စိတ်စီမှာပဲသွားတော့နော်ကဲတခြားပါလေရှိသေးလဲ အိုက်ဆာထဲမှာလည်းတရားရဲ့ဂရီတော်များရှိတယ်နော် အများကြီးရှိတယ်အများကြီးရှိတယ် တော့သူကတော့ပါလေဒီလိုစားဖို့အဖို့အောင်ကိုနဲ့ဘူးဖို့ကိုလည်းကိုရပါတယ်အဲ့ဒါထဲမှာအကြောင်းနဲ့တည်တဲ့ပုံမှန်ရှိနေတယ်ဒီဖြစ်သွားတဲ့ချိန်မှာမီးကိုဖြစ်သွားတဲ့ချိန်မှာလည်း ဟုတ်တယ်အဲ့ဒါဆိုရင်ခရစ်တော်ရဲ့စကားလုံးကပါလဲခရစ်တော်ရဲ့စကားလုံးကခရစ်တော်ရဲ့လူတစ်ယောက်ကိုအားပေးတယ်ပျော်အောင်လုပ်တယ်အဲ့ဒီစကားလုံးတွေကဘယ်လိုစကားလုံးလဲ ပုံမှန်တော့ ကျမ်းစာနဲ့လာတဲ့စကားလုံးတစ်ခုဖြစ်တယ်နောက်ပြီးတော့ဂတိပေးတယ်သူဟာဂတိပေးတယ်ဆိုတော့အမှန်ပေါ့နော်အမှန်ပဲဆိုတော့မလိမ်ဘူးလေဂတိပေးတဲ့ဆိုတာဂတိပေးတာအမှန်ပြောတာ
ဂတိမတည်ဘူးဆိုရင်မပြေဒီကောင်လိန်တာပဲဆိုတော့အမှန်တရားပြောတဲ့ဂတိစကားပေးတဲ့ခါကျတော့အဲ့ဒီခံစားတဲ့လူတွေတပည့်တော်တွေကလောကသူတို့ဘဝပြောင်းသွားတယ်ပြီးတော့တာမန်လူကနေပြီးတော့ဗာဖြစ်သွားလဲဆိုတော့တမှုထူးခြားတာဖြစ်စေတယ်။အဲကြောင့်နောက်ပိုင်းဆုံးမှကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ခရစ်တော်တကယ်ယုံတဲ့လူတွေရဲ့အသက်တာပါဖြစ်တယ်ခရစ်တော်နဲ့ထပ်တူအသေးခံဖို့သူတို့အကုန်လုံးရဲပြီးတော့သူတို့ဘဝဆောင်ပါတယ် နောက်ဒီမှာဖြစ်မှာလေအဲ့ဒီပြောပြောတာငါအမကန်ဆိုဒီက အဲ ဥပမာငါအမကန်ဆိုဒီကတော်ညာ โอเคကဲ ဘာအမကန်ပဲ နောက်ပါရှိသေးတယ်ခရစ်တော်စကားတွေပါရှိသေးတယ်ခရစ်တော်စကားပဲပြောတယ်လောက်တာသိမရှိဘူးတတိထားမိလား မတ်တဲ့ကန်ကြီးမှာ ဟုတ်တယ် အဲ့မှာစနေလုံးမင်းကြတော့သူပြီးလာတယ် အဲ တော်တော်ဒီကနာ ဒီရင်တော့ ဟုတ်တယ်နင်းလုံးနေချဖို့အတွက်လူတွေကသူစကားနဲ့ပြောခရစ်တော်စကားပဲပြောတာသူဘာမှလောက်တာသိမရှိဘူး ဒါပဲလက်တွေ့နေနဲ့မျက်စိကလည်းလူကိုရှုယူရတာလေအဲ့လိုဒီလိုမျက်စိကိုမှထားတော့အဲ့ဒီ တော့စီလိုက် အဲ့ဒါလက်တွေ့ဆိုတဲ့စကားလုံးကအဲ့ရနေစတာလက်နဲ့ထိမှသူတွေးတာလေအဲ့ဒါလက်တွေ့စကားလုံးလက်တွေ့တယ်လက်နဲ့ထိမှသူကတွေးရတာလေကျွန်တော်တို့မတွေးရဘူး ဘာစကားဘာပြီးတဲ့ဒီကရတာ အဲ့ဒါရအဲ့လက်တွေ့ဆိုတဲ့စကားလုံးကဘယ်ကလာလဲလို့မေးကျမ်းစာထဲကလာတယ်လို့အဲ့ဒါခရစ်တော်လက်နဲ့ထိမှသူကတွေးရတာလို့ကဲနောက်ပါရှိသေးလဲအဲ့ဒီဂတိတော်တွေကကျွန်တော်တို့အတွက်သုံးမယ်နောက်ပြီးတော့ခုနကဆရာမပြောသားတယ်နော် cheerful heart နော်ပျော်ရွှင်တဲ့စိတ်ကိုရှိဖို့တဲ့ဒီစကားလုံးကျွန်တော်တို့သုံးတတ်ဖို့လိုတယ် အဲဒီရှင်ပြန်ထားမယ်ရှင်ဖြစ်တယ် ကဲအဲ့ရှင်တွေထပ်ပြောခြင်းစကားကျွန်တော်တို့ဘယ်လိုချိန်မှာသွားပြောမလဲ ညဒီလေးချင်း ဒီတဲ့အချိန်လို့အဲ့ဒီပြည်တဲ့လူတွေဝန်နဲ့ကြွေတဲ့ချိန်မှာဒါသုံးရမယ့်စကားပဲဖြစ်တယ် right time right place အဲ့ဒါလည်းတော်တော်ကြီး ဟုတ်တယ်အဲ့ဒါလည်းအရေးကြီးတယ်နော်အဲ့ဒီစကားလုံးကလည်းသိအရေးကြီးတယ်နောက်ပါရှိသေးတယ်ကျန်တာတော့ကတယ်နေပါ လောကရဲ့အလင်းတင်တို့တွေလောကရဲ့အလင်းဖြစ် ဟုတ်တယ်အဲ့ဒါပဲချိန်လဲအဲ့ဒီချိန်ကိုအဲ့ဒီစကားလုံးကျွန်တော်ပဲချိန်မှာသိမလဲအမောင်လူတွေမှာကြားတဲ့ချိန်မှာအဲ့ဒါအလင်းဆိုတာကိုယ့်ကိုယ်ပြန်သိရမယ့်အချိန်နော်ကဲခုနေကမကြောက်တဲ့အစိတ်မပြည့်တဲ့ဆိုတဲ့စကားလုံးကကျွန်တော်ပဲချိန်မှာပြန်သိရမလဲကျွန်တော်ကြောက်တာပေါ့ဥပမာဟိုမှာတရေကြောက်တဲ့အဖွဲ့တွေတရေကြောက်တာတို့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာအဲ့ဒါတို့သိရမယ်နောက်ပါရှိသေးလဲ ဘာလဲဆက်တော့ဆိုလဲ ဒါလည်း23 ဒီမှာအကယ်၍ဒီရောင်းတော့တဲ့သူစပါလဲတယ်ဒီနေ့တော့ဘောင်းကဘောတော်ဒီကောင်ကိုရှိတော့ဒီဖြစ်နေတယ်ဒီတော့ နော်အဲ့ဒါကြီးအကုန်လုံးကခရစ်တော်ရဲ့စကားပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့မှာကျွန်တော်တို့စကားကိုပြင်ဆင်ပါကျွန်တော်တို့ရဲ့စကားကိုသတိထားပါဘုရားရဲ့စကားကတကူရှိတယ်လို့ကျွန်တော်တို့ရဲ့စကားလုံးကလည်းတိတ်ပြီးတော့တကူရှိတယ်ဒါကြောင့်မို့အဲ့ဒီတကူရှိတဲ့စကားကိုကျွန်တော်တို့သုံးတဲ့အခါမှာသတိထားပါတမ ्या ကိုထိမိလဲရမဖြစ်ဖို့နောက်ပြီးတော့တမ ्या ကိုပြဿနာမတက်စေဘဲတမ ्या ကိုယောဂပါရရှိတယ်တဲ့အဲ့ဒီစကားကြောင့်ကဲကျွန်တော်တို့ကကျမ်းစာစဖတ်မယ်သုတ်တကျမ်းခရီးကိုဖွင့်မယ်သုတ်တကျမ်းကိုဖွင့်ရအောင်သုတ်တကျမ်းမှာအများကြီးရှိတယ်နော်ဆိုတာတော့တစ်ချိန်ဝေးလိုက်ပြီသုတ်တကျမ်းခရီး73အငယ်7မှာတဲ့ကဲပုံမှန်တော့ဖတ်မယ်ရမှာတွေ့သုတ်တကျမ်းခရီး73အငယ်7 မျိုးရင်းတော့အရာဒီဖြစ်နေတယ်စိတ်နှလုံးကိုပုံပါစီတိုင်းလူပြီးဆိုတော့အခါမှာအတိတ်ဖြစ်ပြီး ကဲဒါဆိုရင်အဲ့ဒီဖိနိုတာနဲ့စိတ်အဲ့လိုမျိုးပါလေအဲ့လိုမျိုးစိတ်ညစ်တာတို့စိတ်ပင်စိတ်ပူပင်တာတို့ကဘယ်ကနေစလာလဲမျောလင်းချက်မပြည့်စုံတဲ့အခါမှာစတယ်ဆိုတော့အဲ့မျောလင်းချက်ပြည့်စုံဖို့အတွက်အဲ့ဒီလိုမျိုးလူကိုကျွန်တော်တို့ဗာပြောရမလဲမျောလင်းချင်းရှိတဲ့စကားကိုကျွန်တော်တို့ပြောရမယ်မျောလင်းချင်းရှိတဲ့စကားကဘာဖြစ်မလဲသူကသေရှင်းနဲ့ရင်ဆိုင်တဲ့လူဆိုရင်အဲ့ဒီတွတော်ရှိတဲ့ထမ်းမြောက်တဲ့အကြောင်းကိုပြောပြရမယ်အကယ်၍စားရတောက်เสียပြဿနာရှင်တဲ့ရင်ဆိုင်ရတဲ့လူကြီးကတော့ဘယ်လိုပြောရမလဲအဲ့ဒီစာငဲ့အကြောင်းအိတ်ပုံမြင်ကျွန်တော်တို့ပြောပြီးတော့သူတို့နှိမ့်သိရမယ်နောက်ပြီးကြောက်တဲ့လူကြောင်းတွေဘာပြောရမလဲမကြောက်နဲ့စိတ်မပြည့်နဲ့အဲ့လိုမျိုးစကားကိုကျွန်တော်တို့ပြောရမယ်ကဲနောက်ပြီးတော့နောက်တစ်ခုအဲ့ဒါစိတ်နှလုံးဒီကဲနောက်ကဗာလဲဆိုတော့စိတ်ချ
နော်ဒါမှတော့ကြကြခိုင်းစိတ်ချအောင်24ကဲဟာရအောင်မြန်မာလို့ ကာယသောသာဓုတိပြန်လို့ကေဖြစ်ပြီးစိတ်ဝိညာဉ်၌ချိုးပြီးလေဘုအယုကိုကျမ်းမာစေရရှိသည် ဟုတ်တယ်နော်အခုလောလောဆယ် cancel ဖြစ်တဲ့အထဲထဲမှာ 26လောက် 24စိတ်ချောက်24 26 နော်အဲ့ဒီအယိုးကြောင့်အခုပြဿနာတက်တဲ့လူတွေအများကြီးရှိတယ်နော် cancel ဖြစ်တာအခုဘုံ cancel တွေကအရင်ဆိုတယ်ဘာမှလုပ်လို့မရတော့ဖြတ်လို့လည်းမရထုတ်လို့လည်းမရတော့နော်အဲ့ဒီဟာတွေကအကုန်လုံးပွားတာအခုတော်တော်များများဖြစ်တယ်ဘာလို့လဲအဲ့ဒီကနေစတယ်ဒီအကြောင်းအရာတွေကနော်စတယ်နောက်အခန်းငယ်19အငယ်20အဲ့ဒီမှာတော့ခုနကဆရာမဖတ်ပြီးအဲ့ဒီကလုံးကျွန်တော်ပြန်ကြည့်တဲ့အခါမှာစိတ်ကြော်နေဖို့အတွက်ဘာတွေလို့လဲဆိုတော့ကျွန်တော်တို့ဂတိစကားလို့တယ်ကျွန်တော်တို့ဘာဖြစ်လဲကျွန်တော်တို့ပြောတဲ့စကားတွေလို့တယ်အခုကျွန်တော်တို့ပြောတဲ့အခါမှာဘလူပဲအများဆုံးထိတယ် ကိုယ်ပြန်ကြည့်တာဟုတ် ကိုထိတယ်ကိုနဲ့ကိုချစ်တဲ့လူတွေကိုထိတယ်ကိုမိသားစုကိုပဲထိအများဆုံးပဲတခြားလူတွေကတခါတလေပဲသွားပြောတာတခြားလူကိုပြောရဲဆိုတာခါပေါင်းနေတယ်အဲ့ဒီဟာဘလူအများကြီးထိတယ်ကိုနဲ့နီးစပ်တဲ့လူတွေကိုပဲထိတယ်ဆိုတော့ကိုနစ်ဆက်ဆိုင်တဲ့သူကိုကိုနစ်အများချစ်တော့မဟုတ်တော့ဘဲတကွာကိုနစ်ဆက်ဆိုင်တဲ့လူကိုကိုနစ်အများတိုက်ကြတယ်ဖြစ်နေတယ် ချစ်တာချစ်လို့ပြောတာလေအဲ့ဒါ အဲ့ဒါလေးစားပြီးပြဿနာအားတွေတက်တယ်ဒါကြောင့်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ရဲ့စိတ်ကိုနော်ကျွန်တော်တို့ရဲ့စကားကိုကျွန်တော်တို့စတင်ထိန်းသိမ်းရမှာဖြစ်တယ်ကဲဒီမှာနောက်ဆုံးအနေနဲ့ဒီကျမ်းချက်တစ်ခုကိုဖတ်သိရှင်တယ်ခမရကျမ်းခိုင်း23အငယ်25ခမရကျမ်းခိုင်း23အငယ်25ကဲမြန်မာလိုချက်ဖတ်ပြီးပါ ဒီလောက်ရှိထားရတာကိုကြည့်ကြရမယ်ဒီပုဂ္ဂိုလ်တော်ဒီကိုယ်တော်ကောင်းပြီးတော့အနာရောဂါကိုဒီအထက်နဲ့လုံးပြီးရှားတော့ ကဲကိုရဲ့ကျွန်တော်ရဲ့အစာအသောက်ပေါ်မှာရောရေပေါ်မှာရောကျွန်တော်တို့ယောဂကိုကာဝယ်ပေးတဲ့ဖရားကိုကျွန်တော်တို့မလုပ်ရမလဲအဲ့ဒီဖရားကိုဝုပြုကိုးဝယ်ရမယ်တဲ့အဲ့ဒီဖရားဝုပြုကိုးဝယ်ရမှာကျွန်တော်တို့ဘယ်လိုဝုပြုကိုးဝယ်ရမလဲသူပေးထားတဲ့ဒီကျမ်းစာအတိုင်းပဲကျွန်တော်လိုက်လျှောက်ခြင်းဖြစ်တယ်သူကဒီတိုင်းလိုက်လျှောက်ခြင်းလို့ရှိရင်တဲ့ကျမ်းစာအတိုင်းကျွန်တော်လိုက်လျှောက်လို့ရှိရင်အစာအသောက်ပြဿနာမရှိဘူးရေမှာလာတဲ့ယောဂရဲ့ပြဿနာမရှိဘူးနောက်ပြီးတော့ကျွန်တော်ယောဂအတွက်ပါသူအကုန်လုံးတောင်းထားပြီးတယ်တဲ့အဲ့ဒါတွေအကုန်လုံးကဘာလဲဘုရားရဲ့နှုတ်ကပတ်တော်ပဲဘုရားပြောတဲ့စကားကိုကျွန်တော်လိုက်လျှောက်အောင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့သုံးတဲ့စကားတွေလည်းဘုရားရဲ့စကားကဲ့သို့အရေးကြီးပြီးတော့တမန်အသက်ကိုကယ်ပြီးတော့တမန်ကိုမျောလင့်ချက်ပေးတဲ့စကားမျိုးပဲကျွန်တော်ပြောသင့်ပါတယ်အရာဟိုဒီညနေအနေစပြီးတော့နော်ကျွန်တော်တို့ရဲ့အပြုအမူပြောဆိုကျွန်တော်ပထမဦးဆုံးနော်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ပြောင်းမှသာလေကျွန်တော်တို့ဖခင်ရဲ့နိုင်ငံတော်အတွက်ဖခင်အလုပ်လုပ်ဖို့အတွက်ကျွန်တော်ဒီမှာမစနိုင်ဘူးဆိုရင်ကျွန်တော်တို့သွားပြီးတော့သမ ्या နဲ့သွားပြောလို့ရှိရင်အဆင်မပြေဘူးကျွန်တော်တို့အိမ်မှာကျွန်တော်တို့ကိုယ်တိုင်ကအရင်စမှအရင်ဖြစ်သွားတယ်နော်ဟိုရက်သားဆရာပြောတာနဲ့ဆက်စပ်ပြီးတော့ဗာဖြစ်လဲကျွန်တော်တို့ချစ်ချင်းမေတ္တာပြောမဲ့လူတွေကချစ်ချင်းမေတ္တာကိုမပြနိုင်ဘူးဆိုရင်လည်းလည်းကျွန်တော်သိမှာမဟုတ်ဘူးကျွန်တော်ချစ်ချင်းမေတ္တာလို့ရှိရင်တော့အဲ့ဒါကျွန်တော်လည်းချစ်ချင်းမေတ္တာရှိရမယ်အဲ့ချစ်ချင်းမေတ္တာရှိလို့လည်းဘလို့ကျွန်တော်တို့အဓိကပုံစံနမူနာထားမယ်ဆိုတော့ဘုရားကိုပဲကျွန်တော်တို့နော်ပုံစံ တော့ကျွန်တော်အရင်ရှိတဲ့ကြောင့် အဲ့ဒါလေးတွေကိုကျွန်တော်တို့အများအားသိထားဖို့လိုတယ်အဲကြောင့်အခြေခံခြင်းနဲ့လို့ရှိရင်လည်းကျွန်တော်တို့ကဗာလဲဆိုတော့သူပြောတဲ့ထဲမှာစာကင်းနဲ့သိမယ်သူပြောတဲ့အရာကအရင်ကောင်းတယ်သူပေးလိုက်တဲ့ဥပမာပိုက်လုံးလိုမျိုးနော်သူကချုပ်တစ်ခုလိုမျိုးပဲလေနောက်ပြီးတော့သူတို့တစ်ခုပေါ်တော့ကျွန်တော်နားလဲတာသူပြတဲ့ထဲမှာလည်းပိုက်လုံးလိုတယ်ရေပိုက်ကတဲ့ရေပိုက်ကရေထားဖို့အတွက်လားဒါပေမဲ့တခြားနေရာကိုရေရောက်ဖို့အတွက်အဲ့ဒီရေပိုက်ကိုသုံးတာလားဒါပေမဲ့အဲ့ဒီရေပိုက်ကိုသုံးတဲ့အခါမှာတဲ့အဲ့ဒီရေပိုက်ကအဲ့ဒီလိုမျိုးတခြားနေရာကိုရေရောက်ဖို့အတွက်သူ့ကိုမသုံးလို့ရင်သူကရေနဲ့ထိစရာဘာမှအကြောင်းမရှိဘူးအဲ့ဒီရေကိုဒီရေပိုက်ထဲကိုဝင်ဖို့အတွက်သူကတခြားနေရာနဲ့ရေလာတယ်အဲ့ဒီရေပိုက်ထဲကိုရေဝင်တဲ့အချိန်မှာအဲ့ဒီရေပိုက်အဖြစ်တခြားနေရာကိုရေရောက်တယ်တဲ့အဲ့ဒီလိုမျိုးပဲတဲ့
ကောင်းကြီးမင်္ဂလာပဲဖြစ်ဖြစ်ချစ်ချင်းမေတ္တာပဲဖြစ်ဖြစ်တဲ့ဖခင်ကကျွန်တော်တို့ကိုအဲ့ဒီပိုက်လိုပဲသုံးလာတယ်အဲ့ဒီကောင်းကြီးမင်္ဂလာမဟုတ်ဒါမှမဟုတ်ရင်အဲ့ဒီချစ်ချင်းမေတ္တာကိုကျွန်တော်တို့ကတခြားလူအပြန်မပေးဘူးဆိုရင်လည်းဖခင်ကဒီရေထဲကိုရေထည့်တဲ့အကြောင်းမရှိဘူးအဲ့ဒီချစ်ချင်းမေတ္တာကိုပေးစရာအကြောင်းလည်းမရှိဘူးနောက်ပြီးတော့ကောင်းကြီးမင်္ဂလာကိုသူပေးစရာလည်းအကြောင်းမရှိဘူး ဒီ တဲ့ နေ့တူတော့တူတော့ သူစမှာပါမလေးလို့ပြရတယ်သူမစီစဉ်ဆိုတော့ဒီတိုင်းနေနေ အဲ့လိုမျိုးအရင်ကသူပြောတာတဘာဝကြားတယ်လေအဲ့ဒါ law of life ဆိုတာအဲ့ဒါမျိုးပဲအဲ့ဒါကြောင့်ကျွန်တော်ကဖခင်ကနေချစ်ချင်းမေတ္တာကိုယူပြီးတော့ကျွန်တော်ကရေပိုက်ပုံစံနဲ့တခြားလူတွေကျွန်တော်ပြန်စီးစင်းဖို့အတွက်ကူညီရမယ်အဲ့ဒါမှတခြားလူတွေရမယ်သူလည်းရေရမယ်ကျွန်တော်တို့ပိုက်နေတဲ့ရေလည်းရှိမယ်နော်ဖခင်ကလည်းအဲ့ဒီဟာကိုသုံးရတယ်ဆိုသလိုကောင်းကြီးမင်္ဂလာလို့ကျွန်တော်တို့ဖခင်စီမှာရတဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့အတွက်ပဲဆိုရင်အဲ့ဒီကောင်းကြီးမင်္ဂလာမလာဘူးဒါပေမဲ့တခြားလူတွေအတွက်ပြန်ပေးမယ်ဆိုရင်ဘုရားကအဲ့ကောင်းကြီးမင်္ဂလာကိုအဲ့ဒီပိုက်တစ်ခွဲသုံးသွားတယ်တဲ့အဲကြောင့်အဲ့ဒီကောင်းကြီးမင်္ဂလာနဲ့တူတဲ့ကျွန်တော်ပါဇက်ကစကားတယ်ကျွန်တော်အဲ့လိုပဲဖြစ်ရမယ်ကောင်းကြီးမင်္ဂလာကြီးကြီးမားမားပြောဆိုတာတော့သိခဲ့တဲ့ဒီလိုလည်းကျွန်တော်တို့လူများနဲ့ပေါင်းသင်းဆက်ဆံရေးအခါမှာတဲ့အဲ့ဒီပါဇက်ကခက်တဲ့စကားလုံးကကောင်းကြီးမင်္ဂလာကဲ့သို့တများကိုဘုရားရှိခိုးပို့နိုင်ရမယ်တများကိုကျမ်းမာစေရမယ်နောက်ပြီးတများဘဝအတွက်ညှို့လင့်ချက်ပေးတဲ့စကားမျိုးကိုကျွန်တော်တို့ပြောရမယ်အားလုံးကိုကျေးဇူးတင်တယ် အားလာပြန်အောင်လား